ထိုလူသည်ရေမုတ်တမုတ်စာရေကိုမြေပြင်ပေါ်သို့ရိုးရိုးရှင်းရှင်းလေးပင်ဖြန့်ပတ်လိုက်သည်နောက်တစ်စက္ကန့်တွင်ပင်လယ်ကွင်းထဲရှိဂျုံပင်များသည်တာမန်မျက်စိဖြင့်မြင်နိုင်သောအရှိန်နှုန်းဖြင့်စတင်ကြီးထွားလာသည်ထိုလူတုတ်ပြန်ရန်ပင်အချိန်မရလိုက်မီလယ်ကွင်းထဲရှိဂျုံပင်များသည်မျက်စိတမိတ်တွင်မှဲ့ဝန်းသွားခဲ့သည်သူသည်အာကာသစနစ်တစ်ခုနှင့်အတူဤကမ္ဘာထဲသို့ကူးပြောင်းလာခဲ့သောကြောင့်ထိုကဲ့သို့ထူးခြားဆန်းပြသောစွမ်းအားကိုပိုင်ဆိုင်ထားခြင်းဖြစ်သည်ဂျက်သည်ယခင်ကထိတ်ကန်းစိုက်ပျိုးရေးသိပ္ပံပညာရှင်တဦးဖြစ်ခဲ့သည်တနေ့တွင်သူသည်တီးနှံများကိုလိုက်လံစစ်ဆေးနေစဉ်ရုတ်တရက်မျက်စိပြာဝေကမြေပြင်ပေါ်သို့လဲကျသွားခဲ့သည်သူတတိယလာပြီးမျက်စိဖွင့်ကြည့်လိုက်သောအခါတနိုင်ငံလုံးအတိုင်းအတာဖြင့်နိုင်ငံအတွင်းတစ်ခါမျှမကြုံဘူးသေးသည့်အဆိုးရွားဆုံးမျက်မှောက်ခေါင်းပါမှုကာလဖြစ်သော1958ခုနှစ်သို့ပြန်ရောက်သွားခဲ့သည်ဤနေရာတွင်သူ၏ဘဝကိုမိတို့ရှင်တန်ရမည်နည်းဟုချက်ကတွေးတောနေစဉ်မှာပင်သူ၏မိခင်ကသူ့ထံသို့မြေကြီးတစ်ပကံကိုရုတ်တရက်ယူဆောင်လာခဲ့သည်ထိုမြေကြီးကိုမြန်မြန်စားရန်လည်းမိခင်ကသူ့ကိုပြောခဲ့သည်ဂျက်သည်လုံးဝအံ့အားသင့်တုန်လှုပ်သွားခဲ့သည်သူသည်လက်ဖြတ်သွားကအိုးခွက်ပကံကိုကျမ်းပြင်ပေါ်သို့ပုတ်ချလိုက်မိတော့လေအနီးနားတွင်ရက်နေသောသူ၏ညီမငယ်ကမြေပြင်ပေါ်မှမြေကြီးများကိုချက်ချင်းကောက်ယူပြီးသူမ၏ပတ်ဆက်ထဲသို့သွင်းလိုက်သည်ဂျက်သည်သူမကိုတားဆီးရန်အပြေးလွှာသွားခဲ့သည်ဤအရာသည်စားစရာမဟုတ်ကြောင်းသူမကိုပြောတော်လေသူ၏ညီမကမိသားစုမှာနှစ်ရက်တိုင်တိုင်ဘာမျှမစားရသေးကြောင်းပြောခဲ့သည်ဤမြေကြီးသည်မိသားစုတွင်ကျန်ရှိတော့သည့်တခုတည်းသောစားစရာဖြစ်နေသည်မိသားစုဝင်များ၏မြဆင်းရဲဒုက္ခရောက်နေသည်ကိုမြင်တွေ့ရသောအခါဂျက်သည်သူတို့ကောင်းမွန်သောဘဝတစ်ခုတွင်ရှင်တန်နိုင်စေရန်အာမခံမည်ဟုတစ္ဆာဆိုလိုက်သည်ထို့ကြောင့်သူသည်ပေါက်ပြားကိုချက်ချင်းကောက်ကင်ကမြေစီလွှာပြုပြင်ရန်ထွက်ခွာခဲ့သည်သို့သောကွက်တိဆိုသလိုပင်သူသည်မျှော်လင့်မထားဘဲစိုက်ပျိုးရေးစနစ်တစ်ခုကိုစတင်အသက်သွင်းမိသွားခဲ့သည်သူ၏ဝိညာဉ်သည်စနစ်၏နယ်ပယ်အတွင်းသို့ချက်ချင်းကူးပြောင်းရောက်ရှိသွားခဲ့သည်